ကိုဘဝကိုပြင်ကိုဘဝကိုမပြင်ဘူးဆိုလို့ရှိရင်သူ့ဘာသူအလိုလျောက်ကောင်းလာတယ်ဆိုတာမရှိနိုင်ဘူးကိုဘဝကိုထိန်းကျောင်းပြီးတော့ပြုပြင်သွားနိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာအမတန်မှထူးခြားတဲ့အနေအထားမျိုးကိုရရှိသွားတယ်ဂေါရမဘုရားလောင်းဟာမူလကဘုရားလောင်းမဖြစ်ခင်အလွန်ဝေးလံတဲ့အချိန်တုန်းကဒီလိုသူတော်စင်သူတော်မြတ်အနေနဲ့တွေ့ရမှာမဟုတ်ဘူးဘဝမှာဘဝမျိုးစုံကျင်လီခဲ့ထိုကျင်လီခဲ့တဲ့ဘဝတွေထဲမှာကိုထိန်းချောင်းပြုပြင်သွားသည့်အတွက်ကြောင့်နောက်ဆုံးဟာဖျားဖြစ်လို့ရောက်ပြီးတော့သွားတယ်ဆိုတာယုံမှားစရာမရှိဘူးပေါ့ဒါကြောင့်မို့ကိုဘဝကိုပြင်တဲ့ပုဂ္ဂိုလ်သာလင်ထူးခြားအောင်မြင်မှုရနိုင်တယ်လို့မြတ်စွာဘုရားကဟောတာမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေထဲမှာဘုရားကဟောကြားထားတဲ့စကားတရားတစ်ပုဒ်ရှိတယ်အတ္တနိစေပိယံစဉ္ညာရခေယနံသူရခိတံတိဏံမညတရံယာမံပฏิစက္ခေယပဏိတောလောကလူတွေဟာလူတိုင်းကိုချစ်ခင်ကြတယ်ကိုတန်ဖိုးထားကြတယ်ကိုလေးစားကြတယ်မြတ်စွာဘုရားကလည်းအတ္တသမံပေမနတ္ထိမိမိကိုယ်နဲ့အလားတူတဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးကိုဟာအချစ်ဆုံးပဲလို့ဒီလိုဟောထားတဲ့သုတ္တန်တွေရှိတယ်ဒါလူသဘာဝကိုဟောတာကိုလည်းဆန်းစစ်ကြည့်လို့ရှိရင်လောကမှာချစ်ခင်စရာပုဂ္ဂိုလ်တွေမြောင်များစွာရှိတော့လေကိုအချစ်ခင်ဆုံးဆိုတာဓမ္မသိကြတယ်ပေါ့အဲ့တော့ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကိုပြင်ဖို့ဆိုတာအမတန်မှအရေးကြီးတယ်မြတ်စွာဘုရားကတတိပေးထားတာအတ္တနိစေပိယံစဉ္ညာကိုချစ်ခင်ထိုက်တဲ့ပုဂ္ဂိုလ်လို့ယူဆမယ်သိမြင်မယ်ဆိုလို့ရှိရင်တဲ့ရခေယနံသူရခိတံကိုစောင့်ရှောက်ပါပြုပြင်ပေးပါလို့ဒီလိုပြောတာအဲ့တော့ကိုမပြင်လို့ရှိရင်ချစ်ရမရောက်ဖဲနဲ့နှစ်ရရောက်တယ်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မလို့ကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ပြုပြင်ရမယ်တဲ့တိဏံမညတရံယာမံပฏิစက္ခေယပဏိတောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာလူရဲ့ဘဝမှာအရွယ်၃မျိုးဆိုတာရှိတယ်ဒါတက်တန်းတရားရှိတဲ့လူသားတွေကိုသုံးပုံလိုက်တဲ့အခါကျတော့အရွယ်၃ပါးလို့ဒီလိုသတ်မှတ်ထားတယ်အရွယ်၃ပါးဆိုတာပထမအရွယ်ရဲ့ဒုတိယအရွယ်တတိယအရွယ်ပေါ့အဲ့တော့အသက်100တန်းဆိုလို့ရှိရင်တော့ပထမအရွယ်ဆိုတာပထမ33နှစ်ပဲဒုတိယ33နှစ်ကိုဒုတိယအရွယ်တတိယ33နှစ်ကိုတတိယအရွယ်လို့ဒီလိုအရွယ်၃ပါးပိုင်းခြားပြီးတော့ခွဲခြားပြီးတော့ကြည့်လို့ရတယ်လူတွေဟာအရွယ်လိုက်ကိုပြုပြင်ကြရတယ်ကိုယ်ဘဝကြီးပွားတိုးတက်အောင်လုပ်ကြအဲ့ဒီမှာကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာအရွယ်၃ပါးမှာတစ်ပါးကိုဧကနိဋ္ဌကိုပြုပြင်တဲ့အလုပ်ကိုလုပ်ရမယ်ကဲ၍မလုပ်လို့ရှိရင်လူဘဝဟာပထမအရွယ်ပြီးရင်ဒုတိယအရွယ်ရောက်မယ်ဒုတိယအရွယ်ရောက်ပြီးရင်တတိယအရွယ်ရောက်မယ်တတိယအရွယ်ပြီးလို့ရှိရင်ဘဝတစ်ခုကကုန်ဆုံးမယ်ဒါရေဝင်ရစကားအနေနဲ့ပြောတာလူတိုင်းဟာအရွယ်၃ပါးလုံးပြည့်စုံအောင်နေနိုင်တာမဟုတ်ဘူးပထမအရွယ်သိခြင်းလဲသိမယ်ဒုတိယအရွယ်သိခြင်းလဲသိမယ်တတိယအရွယ်သိခြင်းလဲသိမယ်အဲ့တော့အရေးကြီးဆုံးကလူဘဝရောက်လာလို့အသိဉာဏ်ရှိလာပြီဆိုတာနဲ့တပြိုင်နက်ကိုယ်မှာအကျင့်စရိုက်တွေကိုကိုသိအောင်ကြိုးစားအကျင့်စရိုက်တွေဘယ်လိုအကျင့်စရိုက်တွေရှိသလဲရာဂစရိုက်ရှိသလားရာဂစရိုက်ဆိုဒီမှာကောင်းတာကိုကြိုက်တယ်လူတိုင်းတော့ကောင်းတာကြိုက်ပေမဲ့လို့သူများတဲ့လွန်ကင်း
လွန်လွန်ကဲကဲလောဘကြီးသလားလွန်လွန်ကဲကဲကြီးလောဘကြီးသလားအရာရာမှာတွေ့တာမှုတွေများနေသလားဆိုတဲ့လောဘဇယိုက်ရှိလို့ရှိရင်ထိုလောဘဇယိုက်ရာဂဇယိုက်ကိုလျှော့ချပေးဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့လျှော့ချပေးတာဟာပြုပြင်ခြင်းတစ်မျိုးပဲဒေါသဇယိုက်ရှိတဲ့ပုဂ္ဂိုလ်ကထိခနဲ့ဆိုရင်စိတ်တူတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီစိတ်တူမှုဆိုတဲ့ဒေါသတွေမိမိတဏ္ဍာမှာရှိသလားကြီးထွားနေသလားဆိုတာအဲ့ဒါကိုကိုယ့်ကိုယ်ဆန်းစစ်ပြီးတော့ဒေါသဇယိုက်ရှိလို့ရှိရင်တဲ့ဒေါသဇယိုက်ကိုလည်းပဲခုဘဝမှာပြင်ရမယ်မပြင်ဘူးလို့ဆိုရှင်ဘယ်ဘဝရောက်ရောက်ဒေါသဇယိုက်ကြီးကမပြောက်ဖဲနဲ့ဖြစ်တတ်တယ်နောက်တစ်ခါမောဟဇယိုက်ဆိုတာမောဟဇယိုက်ဆိုတာဘယ်လိုဖြစ်တာတော့ဆိုရင်အရာရာမှာစဉ်းစားဆင်ခြင်မှုတွေအားနည်းတယ်လုံးတဲ့နာနဲ့မလုံးတဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလုံးတဲ့နာကိုလုံးတဲ့တယ်လို့ထင်တယ်လုံးတဲ့နာကိုမလုံးတဲ့ဘူးလို့ထင်တယ်မောဟဇယိုက်ရှိတဲ့ပုဂ္ဂိုလ်ကပြောလိုက်ရင်လည်းအမှားနော်ကြံတွေးလိုက်ရင်လည်းအမှားလုံးလိုက်လို့ရှိရင်လည်းအမှားကိုပဲလုံးမိတတ်တယ်အဲ့ဒါလို့မမရွင်ရွင်နေလုံးမိပြီမောဟတရားရဲ့လွှမ်းမိုးခံရပြီဆိုလို့ရှိရင်အရာရာမှာသိမြင်နိုင်စွမ်းမရှိပဲနဲ့မှားရွေးတဲ့လောက်ရတဲ့နဲ့ပဲအမှန်တရားပဲမရောက်ပဲမှားရွေးတဲ့လောက်ရတဲ့လှုပ်ရင်းနဲ့ဘဝမှာနေမွန်းသွားနိုင်တယ်ဒါကြောင့်မို့လို့ဒီမကောင်းတဲ့ဇေယိုက်တွေကိုရှောင်ပြီးတော့ကောင်းတဲ့ဇေယိုက်တွေဆောင်းတာဟာကိုယ့်ကိုပြင်တာပဲလို့ဒီလိုဆိုလို့လားဒီကနေ့ခေတ်မှာမြန်မာလူမျိုးတွေမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်မိသားစုတွေမှာလူလာဖြစ်ကြတယ်အဲ့ဒါလိုလူလာဖြစ်ကြတဲ့အခါမှာမိမိတို့ရဲ့အကျင့်စရိုက်တွေကိုမိမိတို့ကိုယ်တိုင်သိအောင်ကြိုးစားဖို့သိအောင်ကြိုးစားပြီးတဲ့အခါမှာအဲ့တော့သိအောင်ကြိုးစားဖို့လို့ဆိုတဲ့အချိန်မှာဘယ်လိုလုပ်ပြီးတော့သိရတယ်လဲလို့ဆိုရင်အခုလိုတရားဝဲတွေကျင်းပပြီးတော့တရားနာရတယ်တရားနာလို့ရှိရင်အသိဉာဏ်ရတယ်အသိဉာဏ်ရတဲ့အခါမှာကိုယ့်ရဲ့ဇေယိုက်တွေကိုကိုယ့်အကိုအကဲခတ်နိုင်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီဇေယိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုသိရှိနားလည်ပြီဆိုရင်ထိုဇေယိုက်ကိုပြောင်းငိမ့်စေတတ်တဲ့ကမ္မထာတွေလည်းပဲအသီးသီးပေးထားတာရှိတယ်ပေါ့ဆိုလိုတာကတော့ယောဂနဲ့ဆေးတဲအောင်ပေးဆိုတာလို့ယောဂရှိရင်ဆေးရှိတယ်ဆိုတာလို့ဇေယိုက်ဆိုးတွေရှိရင်ဇေယိုက်ဆိုးတွေကိုပျောက်ကင်းစေနိုင်တဲ့ကျင့်စဉ်တွေရှိနေတာပဲပေါ့အဲ့ဒီကျင့်စဉ်တွေကိုနားလည်အောင်လုပ်ပြီးတော့မိမိတဏ္ဍာမှာဖြစ်တဲ့ဇေယိုက်တွေကိုလျှော့ချပေးနိုင်ရမယ်အဲ့ဒါလို့မလျှော့ချနိုင်ဘူးဆိုလို့ရှိရင်ဘဝမှာအယုဆိုးကြည်တဏ္ဍာမျိုးတွေဖြစ်တတ်တယ်ပေါ့တန်တရားလဲရတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာအယုဆိုးကြည်တံဖြစ်သွားတတ်တယ်ဒါကြောင့်မို့လို့ကိုယ့်ဘဝကိုပြင်ရမယ်သူများကပြင်တယ်ဆိုတာကအကြံပေးုံတော့ပဲပြင်လို့ရတယ်ဆုံးမဩဝါဒပေးတယ်အကြံပေးတယ်မိမိကိုယ်တိုင်ကမပြင်သေးသမျှအကောင်းဘယ်တော့မှမဖြစ်ဘူးမိမိကိုယ်တိုင်ပြင်မှအကောင်းဖြစ်တယ်တဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအတ္တနိစေပိယံစဉ္ညာရခိယနံသူရခိတံကိုအချစ်ဆုံးလို့အတိမပြုတယ်ဆိုရင်ကိုထိမ့်သိမ်းဆောက်ရှောက်ပါတဲ့အဲ့တော့ထိမ့်သိမ်းဆောက်ရှောက်ပါဆိုတဲ့အထဲမှာလောကလူတွေဆောက်ရှောက်တဲ့နည်းကတော့ဘာလဲလို့ဆိုရင်အေးတဲ့ရာသီမှာမအေးရအောင်ပူတဲ့ရာသီမှာမပူရအောင်နော်ကိုထိမ့်သိမ်းဆောက်ရှောက်ကြတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ကြတယ်အဲ့ဒါလို့ထိမ့်သိမ်းဆောက်ရှောက်မှုမျိုးဟာရိုးရာထိမ့်သိမ်းဆောက်ရှောက်မှုလို့ခေါ်တယ်မြတ်စွာဘုရားဆိုလိုတဲ့ထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာအဲ့ဒါမျိုးပြောတာမဟုတ်ဘူးတတိတရားလက်ကင်ထားပြီးတော့မှားမှားယွင်းယွင်းနေမလုံးမိအောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့တဲ့လောကမှာလူဆိုတာလောဘတွေဒေါသတွေမောဟတွေလွှမ်းမိုးလာတဲ့အခါမှာအမှားအယွင်းနေပြုလုပ်မိတတ်တယ်အမှားအယွင်းနေပြုလုပ်မိသည့်အတွက်ကြောင့်ကံမကောင်းအကြောင်းမလှတဲ့ဘဝမျိုးတွေကိုရောက်ရှိပြီးတော့သွားကြရတယ်ဒါတွေကအမတန်ထင်ရှားတဲ့တာရကတွေပဲအဲ့ဒါမျိုးတွေမဖြစ်အောင်ပေါ့ကိုစောင့်ရှောက်ရမယ်ကိုစောင့်ရှောက်ဆိုတဲ့နေရာမှာအဓိကကိုစောင့်ရှောက်တယ်ဆိုတာကိုယ်စိတ်ကိုထိမ့်သိမ်းစောင့်ရှောက်တာကိုပြောတာကိုယ်စိတ်ကိုပြုပြင်ရမယ်ထိမ့်သိမ်းစောင့်ရှောက်ရမယ်ကဲဒါဖြင့်ကိုယ်စိတ်ကိုဘယ်လိုပြင်မလဲလို့ဆိုလို့ရှိရင်
အာယုန်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ဖြစ်ပုံချင်းရအောင်လေ့လာမျက်စိမြင်တဲ့အမြင်အာယုန်ပေါ်မှာဘာဖြစ်တယ်လဲလို့ဆိုရက်မြင်တဲ့အာယုန်ပေါ်မှာကောင်းတာမြင်ရလို့ရှိရင်လောဘဖြစ်လာတယ်မကောင်းတာမြင်ရတဲ့အခါမှာဒေါသဖြစ်လာဒီနှစ်ခုကတော့အလွန်ထင်ထင်ရှားရှားဖြစ်တတ်တယ်မျက်စိကမြင်ပြီးကောင်းတဲ့အာယုံပေါ်မှာလောဘဖြစ်ပြီးတော့မကောင်းတဲ့အာယုံကောင်းမကောင်းဆိုတာကိုကြိုက်မကြိုက်ပေါ်မှာမူတည်တယ်ပေါ့ကိုကြိုက်တဲ့အာယုံပေါ်မှာဆိုလောဘဖြစ်တယ်ကိုမကြိုက်တဲ့အာယုံဆိုရင်ဒေါသဖြစ်တယ်ကိုစောင့်ရှောက်တယ်ဆိုတာအဲ့ဒီကြိုက်မကြိုက်အာယုန်တွေပေါ်မှာလောဘမလာဖို့ဒေါသမလာဖို့ထိမ့်သိမ်းဆောက်ရှောက်တာကိုဒါကိုထိမ့်သိမ်းဆောက်ရှောက်တယ်လို့ပြောတာအဲ့ဒါကိုဘာနဲ့ထိမ့်သိမ်းဆောက်ရှောက်ရလဲဆိုရင်ကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတဲ့လောဘဒေါသဖြစ်လာတာကိုသိရမယ်သိတယ်ဆိုတော့တတိနဲ့ပညာဒီနှစ်ခုကိုသုံးချပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ဒါကိုမြတ်စွာဘုရားကတတိတမ္ပစညတရားလက်ကင်ထားလို့တတိနဲ့တမ္ပစညဆိုပြီးတော့ဒီတရားနှစ်ခုကိုဟောကြားထားတာရှိတယ်မဟာသတိပဋ္ဌာန်သုံးပါဆိုလို့ရှိရင်လေတတိကောင်းအောင်လေးလာတဲ့ဤစဉ္ဉဏ်ကောင်းအောင်လေးလာတဲ့ဤစနစ်တွေကိုမြတ်စွာဘုရားကပေးထားတယ်ကိုယ့်ကိုအရာခသိမ်းမှအမှတ်တမဲ့မနေပဲနဲ့ဘာလို့တတိနဲ့နေထအောင်လို့မြတ်စွာဘုရားလေ့ကျင့်ဖို့ရာဆုံးမဩဝါဒပေးထားတယ်အဲ့ဒီနည်းတွေနဲ့လေ့ကျင့်မှသာလဲကိုယ်တဏ္ဍမှာဘာဖြစ်လာတဲ့အနေအထားတွေကိုရယူပေးတဲ့တတိရဲ့ဆင်ញင်စဉ်းစားနိုင်တဲ့အသိဉာဏ်ရဲ့အဲ့ဒီနှစ်ခုရှိပြီးတော့မကောင်းတဲ့အကုသိုလ်တွေမဖြစ်အောင်ကောင်းတာတွေဖြစ်လာအောင်ဒီလိုထိမ့်သိမ်းဆောက်ရှောက်တာကိုကိုယ်ဆောက်ရှောက်တယ်လို့ဒီလိုပြောတာတခြားနည်းနဲ့ဆောက်ရှောက်တာကိုဆိုလိုတာမဟုတ်ဘူးဒါကြောင့်မို့ကိုယ့်ကိုယ်ဆောက်ရှောက်တတ်ဖို့အမတန်မှအရေးကြီးတယ်မဆောက်ရှောက်ရင်ကိုယ့်ကိုယ်မဆောက်ရှောက်တတ်ဘူးဆိုရင်မျက်စိနဲ့အမြင်အာယုံပေါ်မှာလောဘဖြစ်တယ်အဲ့ဒီလောဘကိုမထိန်လိုက်ဘူးဆိုရင်လောဘကနောက်ဆုံးမှာအပယ်ငရဲကြစေနိုင်လောက်အောင်ကြီးထွားသွားနိုင်တယ်ဒေါသဖြစ်တယ်ဒေါသကိုမထိန်သိမ်းဘူးမဆောက်ရှောက်ဘူးဆိုရင်ဒီမလျှော့ချနိုင်ဘူးဆိုရင်အပင်ငရဲကိုကြားစေလောက်အောင်ချီးထွားပြီးတော့သွားရတယ်တဲ့ဒါကြောင့်မို့လို့အမြင်အာယုန်နဲ့ပတ်သက်ပြီးတော့လည်းပဲလောဘဒေါသမဖြစ်အောင်အကြားအာယုန်နဲ့ပတ်သက်ပြီးတော့လည်းလောဘဒေါသမဖြစ်အောင်အနတ်အာယုန်အရသာအာယုန်အထိတွေ့အာယုန်စိတ်ထဲကကြံတွေးတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့လည်းလောဘဒေါသမဖြစ်အောင်စောင့်ရှောက်တာကိုယ့်ကိုစောင့်ရှောက်တယ်လို့ပြောတယ်အဲ့ဒါလို့ကိုယ်ကိုဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာအရေးကြီးတာကတော့တတိနဲ့တမ္ပစညလို့တတိရဲ့ပညာရဲ့ဒီနှစ်ခုကအရေးပါသို့တော့အဲ့ဒီနှစ်ခုအလုံးလုံးအောင်တွန်းအားပေးဖို့ဆိုတဲ့ဝီရိယမပါပဲလည်းမရအလုံးကြားဘူးကြတယ်တမ္ပပဋ္ဌာန်တရား၄ပါးလို့ဆိုတာအလုံးကြားဘူးထားကြတယ်တမ္ပပဋ္ဌာန်တရား၄ပါးဆိုတာဘာလဲလို့ဆိုရင်ကိုယ်တဏ္ဍမှာအကုသိုလ်မဖြစ်ရအောင်စောင့်စည်းတာဆုတ်ပိတ်တာနံပါတ်1ကကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်မလာအောင်ဆုတ်ပိတ်ပြီးတော့ထားရမယ်မတော်တဆဖြစ်လာလို့ရှိရင်ထိုအကုသိုလ်တရားကိုကြာလက်ခံမထားဘဲနဲ့ဖယ်ရှားပြစ်နိုင်အောင်ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ခုဘယ်သူရဲ့အကူအညီနဲ့ကြိုးစားရမလဲဆိုရင်တတိနဲ့တမ္ပစညတတိကအမှတ်ထားသဖြင့်ဖြစ်ပေါ်လာတဲ့သဘာဝတရားဖြစ်လာပြီဆိုတာသိရဆင်ញင်ညာကနေပြီးတော့ဘယ်လိုစောင့်ရှောက်ရမလဲဆိုတဲ့စောင့်ရှောက်ရမယ့်နီလန်းဆင်ញင်သုံးသပ်ရမယ့်နီလန်းတွေကိုပညာသိလာအဲ့ဒါလို့သိလာအောင်ဝိရိယအနေကြိုးစားပြီးတော့ပေးတယ်လို့ဒီလိုဆိုလိုတာပေါ့ဒါတကယ်စဉ်းစားကြည့်ရင်ဘုန်းကြီးတို့တွေရဲ့ဘဝဟာဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ကြီးဟာအိမ်တစ်လုံးနဲ့အလားတန်တူတယ်လို့ပြောရမှာပဲအိမ်တစ်လုံးမှာဝင်ပေါက်ထွက်ပေါက်တွေရှိတယ်လို့ပဲလူရဲ့ခန္ဓာကိုယ်ထဲမှာအာယုန်တွေရဲ့ဝင်ပေါက်တွေဟာ6ပေါက်တောင်မှရှိတယ်ပေါ့
မျက်စိကအဆင်းအာယုန်နေနားကအသံအာယုန်နေနှာခေါင်းကအနံ့အာယုန်နေလျှာကအရသာအာယုန်နေခန္ဓာကိုယ်ကအထိတွေ့အာယုန်နေမနောဒွါရလို့ခေါ်တဲ့စိတ်ကအတွေးအကြံအာယုန်နေတဲ့ဟောဒီအာယုန်ဟာသူ့ရဲ့တဏ္ဍာမှာမပြတ်ဝင်ပြီးတော့လာနေတယ်အဲ့ဒါလို့မပြတ်ဝင်နေတဲ့အချိန်မှာမြတ်စွာဘုရားဟောတာကဓဝရ6ပါးကိုလုံစုံစွာထိမ့်သိမ်းဆောက်ရှောက်ရမယ်လုံခြုံစေရမယ်ပါဠိလိုပြောတော့ဣန္ဒရိယေတုဂௌတ္တဓဝရောမျက်စိနာနာလျှာကိုယ်စိတ်ဒီ6မျိုးကိုဣန္ဒြေလို့ခေါ်တယ်ဣန္ဒြိယဘာဖြစ်လို့ဣန္ဒြေလို့ခေါ်လဲဆိုရင်ဆိုင်ရာကိစ္စတွေမှာအုပ်စိုးထားနိုင်လို့ဣန္ဒြေလို့ခေါ်တယ်မျက်စိကအမြင်ကိစ္စမှာအုပ်စိုးထားတယ်နားကအသံကိစ္စအကြားကိစ္စမှာအုပ်စိုးထားတယ်နှာခေါင်းကအနံ့ကိစ္စမှာအုပ်စိုးတယ်လျှာကအရသာကိစ္စမှာအုပ်စိုးတယ်ခန္ဓာကိုယ်ကအထိတွေ့ကိစ္စမှာအုပ်စိုးတယ်စိတ်ကအသိကိစ္စမှာအုပ်စိုးတယ်လို့ဆိုင်ရာကိစ္စတွေမှာလွှမ်းမိုးချုပ်ကင်ထားနိုင်တဲ့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့6မျိုးကိုဣန္ဒြေ6ပါးလို့ခေါ်တာအဲ့ဒီဣန္ဒြေ6ပါးကိုလုံးကျုံမစေဆိုတာဘာကိုပြောတာလဲတချို့အဆုံးအမတွေကြတော့ဣန္ဒြေ6ပါးလုံးကျုံစေဆိုတာတခြားပြောတာမျက်စိမှိတ်ထားရမယ်နော်မကြည့်ရဘူးနားမထောင်ရဘူးအနံ့မရှူရဘူးဆိုတာဒီလိုဆိုလိုတာမဟုတ်ဘူးတဲ့ဟောမျက်စိကဝင်လာတဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မျက်စိဆိုတာကြည့်ဖို့ပဲကြည့်ဖို့ဆိုတော့မြင်စရာအာယုံမြင်မှာပဲကြည့်ရမှာပဲကြည့်လာတဲ့အခါမှာနှစ်သက်စရာအာယုံတွေ့ရင်လောဘမဖြစ်အောင်မနှစ်သက်စရာအာယုံတွေတွေ့ရင်ဒေါသမဖြစ်အောင်အဲ့ဒီလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်တာကိုသာလဲဣန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်တယ်လုံုံတယ်လို့ဒီလိုပြောတာဟောအိမ်ကြီးမှာဘုန်းကြီးတို့ခန္ဓာကိုယ်မှာဓဝရ6ပါးတကား6ပေါက်ရှိသည့်အတွက်ကြောင့်ဝင်လာမဲ့အရာတွေကအစင်းလည်းဝင်လာမယ်အတန်လည်းဝင်လာမယ်အနံ့လည်းဝင်လာမယ်အရသာလည်းဝင်လာမယ်အထီးတွေးတွေလည်းဝင်လာမယ်အတွေးအကြံအာယုန်တွေလည်းဝင်လာမယ်အဲ့ဒါလိုဝင်လာတဲ့အခါမှာလောဘတွေလည်းဖြစ်မယ်ဒေါသတွေလည်းဖြစ်မယ်မောဟတွေလည်းဖြစ်လက်မယ်ဒါတွေဖြစ်နေမယ်ဆိုလို့ရှိရင်အိန္ဒိယတကားမလုံဘူးလို့ပြောတာနော်ဘာနဲ့ဥပမာတူတော့ဆိုရင်အိမ်တကားတွေဖွင့်ထားတဲ့အခါမှာအပေါက်6ပေါက်ကနေဝင်ပြီးတော့တိတ်ဆိတ်စိတ်တခိုးတွေဟာဝင်ရောက်ပြီးတော့ခိုးယူသွားတယ်လို့ပဲလူခန္ဓာကိုယ်မှာအခုတကား6ပေါက်ကိုအဆောင်မထားဘဲနဲ့တတိတံစင်ညာဆိုတဲ့အဆောင်မရှိဘူးတတိအဆောင်မရှိဘူးပညာဆင်ခြင်မှုမရှိဘူးဆိုရင်မျက်စိကနေပြီးတော့ကောင်းတဲ့စိတ်ကလေးတွေပါသွားမယ်နားကကြားပြီးတော့ကောင်းတဲ့စိတ်လေးတွေပါသွားမယ်ဘာဖြစ်လို့လဲဆိုအကုသိုလ်စိတ်ဆိုတာအရိယာယုန်နေနောက်လိုက်ပြီးတော့ဖြစ်တာဟုတ်ဖြစ်တော့ကိုယ်တဏ္ဍာမှာရှိတဲ့ရှိလိုက်တဲ့အသိပညာတွေအဖို့တန်ပစ္စည်းတွေဟာပါသွားနိုင်တယ်ပေါ့လောဘဖြစ်တယ်ဆိုရင်ကုသိုလ်စိတ်တွေဆုံးရှုံးသွားတယ်ဒေါသဖြစ်ရင်လည်းကုသိုလ်စိတ်တွေဆုံးရှုံးသွားတယ်မောဟစိတ်ဖြစ်ရင်လည်းကုသိုလ်စိတ်တွေဆုံးရှုံးသွားတယ်လောကမှာကောင်းကျိုးချမ်းသာပေးနိုင်တယ်ဆိုတာကုသိုလ်တရားကသာပေးနိုင်တာဒါကြောင့်မို့ကုသိုလ်တရားဟာမတန်တန်မိုးရှိတဲ့ယရနာနဲ့အလားတရံတူတယ်ဓဝရ6ပါးကိုလုံးအောင်မထိမ့်သိမ့်နိုင်ဘူးတကား6ပေါက်ကိုမပိတ်ဆို့နိုင်ဘူးဆိုလို့ရှိရင်အခုပြောတဲ့အသိဉာဏ်တွေကုသိုလ်တရားတွေဟာတက်မလာနိုင်ယုံနေမကဘူးခန္ဓာကိုယ်ကရှိသမျှကုသိုလ်တွေတောင်ပါသွားနိုင်တယ်ဆိုပါစို့ဘယ်လိုပါသွားလဲလို့ဆိုရင်မျက်စိကအမြင်အာယုံပေါ်မှာလောဘဖြစ်တယ်လောဘဖြစ်ရင်စိတ်မထိန်နိုင်လို့အဲ့ဒီလောဘဟာကြီးထွားလာပြီဆိုလို့ရှိရင်သူကမလှုပ်တဲ့မလှုပ်ထိုက်တာတွေလှုပ်လာတယ်မလှုပ်တဲ့နာတွေမပြောတဲ့နာတွေပြောလာတယ်ကိုချင်းတရားတွေချိုးဖောက်လာတယ်ဆိုရင်ဒါအမြင်အာယုန်နဲ့ပတ်သက်လာတဲ့ဘက်မှာအကုသိုလ်တွေရဲ့လွှမ်းဖိမှုကိုခံရရတော့ကုသိုလ်စိတ်တွေဟာအမြင်အာယုန်နဲ့ဆက်ပြီးတော့မဖြစ်နိုင်တော့ဘူးရှိသမျှကုသိုလ်တွေရဲ့အခြေခံတွေဟာအကုန်လုံးပျက်စီးသွားနိုင်တယ်ပေါ့ထို့တူပဲနားကလည်းပဲအတန်ကြားပြီးတော့လောဘဖြစ်မယ်ဒေါသဖြစ်မယ်ဆိုရင်ကုသိုလ်စိတ်တွေ
ဒီလိုပဲဆုံးရှုံးသွားမှာပဲဒါကြောင့်မလို့ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်ဆိုတဲ့နေရာမှာစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ကြမှာဖြစ်တယ်စိတ်ထဲမှာလောဘပေါ်မလာအောင်ဒေါသပေါ်မလာအောင်ဖြစ်လာလို့ရှိရင်ဖယ်ရှားနိုင်အောင်အဲ့လိုဆောက်ရှောက်ဖို့အတွက်တတိဆိုတာအမြဲကတ်ထားရမယ်တတိကတ်ထားပြီးတော့တမ္ပစင်ညဆိုတာရှိရဒါမို့အတိနဲ့တတိဆိုတာအဲ့ဒါပြောတာနော်တတိရှိရမယ်တမ္ပစင်ညဆိုတဲ့ဆင်ញင်တုံတရားရှိရမယ်အဲ့ဒီတစ်ခုလုံလဝိရိယအားပြုပြီးတော့အကုသိုလ်တွေမဖြစ်ရအောင်နေ့စဉ်နဲ့မြတ်တတိထားပြီးတော့မျက်စိအမြင်ပြီးငါမှလောဘဖြစ်เสียရဘူးဒေါသမဖြစ်เสียရဘူးမတော်တဆတတိလက်လို့ဖြစ်သွားလို့ရှိရင်လည်းပဲထိုလောဘကိုကြာကြာမခံအောင်မိမိရဲ့စိတ်အစဉ်ကနေဖယ်ရှားပစ်တယ်ဒေါသကိုကြာကြာမခံအောင်မိမိစိတ်အစဉ်ကဖယ်ရှားပစ်တယ်အဲ့ဒီလိုကြိုးပမ်းအထောက်မှုနှစ်ရပ်ကိုအကုသိုလ်နဲ့ပတ်သက်တဲ့ကြိုးပမ်းအထောက်မှုနှစ်ရပ်တခါကောင်းတဲ့ဘက်ကနေကြီးလိုက်တဲ့အခါကျတော့ကုသိုလ်ဘက်ကကြိုးပမ်းအထောက်မှုနှစ်ရပ်ဆိုတာကုသိုလ်စိတ်မဖြစ်သေးလို့ရှိရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးလို့ရှိရင်တိုးပွားလာအောင်ကြိုးစားအဲ့တော့ပေါင်းလိုက်တော့အကုသိုလ်ကိုမဖြစ်အောင်ဆုတ်ပိတ်ထားပြီးဖြစ်လာလို့ရှိရင်ဖယ်ရှားပစ်တာကနှစ်ခုကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ထားရဲ့ဖြစ်ပြီးရင်ကြီးပွားတိုးတက်လာအောင်လုပ်ထားနှစ်ခုဆိုအဲ့ဒါကိုပဲသမ္မာပဒံတရား၄ပါးလို့ဒီလိုပြောတာနော်ဒါလက်တွေ့ကျင့်သုံးဖို့အတွက်ကိုယ့်ဘဝကိုပြုပြင်တယ်ဆိုတဲ့နေရာမှာဘာတွေနဲ့ပြင်ရမလဲတတိရဲ့တမ္ပစင်ညရဲ့ဝိရိယဒါအရေးကြီးဆုံးပဲပေါ့ဒါကြောင့်မို့မဟာတတိပဋ္ဌာန်တုတ်ထဲမှာအလုံးမဟာတတိပဋ္ဌာန်တုတ်နာဘူးတဲ့ပုဂ္ဂိုလ်တွေစဉ်းစားမိလို့ရမြတ်စွာဘုရားကအာတာပိတမ္ပဇာနောတတိမှာဒီတရားသုံးပါးကိုအဓိကထားတယ်ကိုယ့်ကိုပြင်ဆင်ဖို့ရအတွက်အာတာပိဆိုတာအာတာပဆိုတာဝိရိယနော်ကြိုးပမ်းအထောက်မှုဝိရိယပေါ်ပေါ်ဆဆဝိရိယမဟုတ်ဘူးပြင်းပြင်းထန်ထန်ဝိရိယမဖြစ်မနေလုံးတဲ့ဝိရိယအာတာပဆိုတာဝိရိယတမ္ပဇာနာဆိုတာဆင်ញင်တုံတရားတတိမာတတိဆိုတာအာယုန်နဲ့ပတ်သက်ပြီးတော့အမှတ်ရနေတာဟောဒီသုံးခုဟာကိုကောင်းအောင်ပြင်တဲ့နေရာမှာအရေးပါဆုံးတရားသုံးခုပဲကိုယ်တဏ္ဍာမှာဒီတရားသုံးမျိုးအားနည်းနေသေးလို့ရှိရင်အားကောင်းအောင်လုပ်ပြရအားကောင်းလုပ်ပြရအားကောင်းလာလို့ရှိရင်ဒီတရားသုံးမျိုးအားကောင်းလာတာနဲ့တပြိုင်နက်ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်မှုဟာအောင်မြင်ကြီးဖြစ်နိုင်အဲ့တော့ဝိရိယရဲ့တတိရဲ့ပညာရဲ့ဒီသုံးမျိုးနဲ့အလုံးလုပ်ပြီးဆိုတဲ့အခါမှာဘာမဖြစ်အောင်ထိန်းရတာတော့ဆိုဘာကိုဖယ်ရှားဖို့ကြိုးစားရမှာလဲလို့ဆိုရင်ဝိနည်းလောကေအဘိဇာဒေါမနတံမဟာတတိပဋ္ဌာန်တုတ်ကဒါဘဝတစ်ခုလုံးကိုခြုံငုံပြီးတော့ဟောထားတဲ့တရားနော်ဝိနည်းလောကေအဘိဇာဒေါမနတံဆိုတာကိုမြင်တဲ့အာယုံကိုဒီနေရာမှာလောကလို့ပြောတာမြတ်စွာဘုရားကမဟာတတိပဋ္ဌာန်တုတ်မှာအာယုံ၄မျိုးပေးထားတာကာယဝေဒနာစိတ်ဓမ္မလို့အာယုံ၄မျိုးပေးထားတာကိုယ်ခန္ဓာကိုယ်ထဲမှာရှိတာအဲ့ဒါကိုအစင်းအတန်အနံအယတာဒါတွေအကုန်ကာယတွေပဲလေအဲ့ဒီအာယုန်တွေနဲ့ပတ်သက်လာတဲ့အခါမှာခုနကဝိရိယရဲ့တတိရဲ့သမာဓိရဲ့ဒီတရားသုံးပါးကိုတိုးတက်အောင်လုပ်ထားလို့ရှိရင်အဲ့ဒီအာယုန်ပေါ်မှာအဘိဇ္ဇာမဖြစ်အောင်ဒေါမနတမဖြစ်အောင်ဖြစ်လာတဲ့အဘိဇ္ဇာဖြစ်လာတဲ့ဒေါမနတကိုဖယ်ရှားတာအဲ့ဒါကိုယ့်ကိုပြင်တာပဲကိုယ့်ကိုပြင်တယ်ဆိုတာအဲ့ဒီနီးမှတပါတခြားနီးမရှိဘူးเนาะအဲ့တော့ကိုယ့်ကိုအကောင်းဆုံးပြင်သွားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာပဲသောတာပန်ဖြစ်သွားကြတယ်တဂရဂံဖြစ်သွားကြတယ်အနာဂံဖြစ်သွားကြတယ်နောက်ဆုံးမှာကိုယ့်ကိုပြင်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်တွေကကောင်းရဖို့မွားရောက်ကြတာပဲပြင်ဖို့ရမေ့နေတဲ့ပုဂ္ဂိုလ်တွေကဘဝတစ်ခုမှာကောင်းတာဖြစ်မလာနိုင်ဘူးတဲ့ဒါမို့အ ਨੇ ဆုံးကိုယ့်ကိုပြင်တာပြင်ရပြင်ပြီဆိုရင်ဗာနဲ့ပြန်ဝိရိယရဲ့သတိရဲ့သမာဓိရဲ့ဒီသုံးခုနဲ့ပြင်ရဖယ်ရှားပြင်ရမှာပါတော့အဘိဇ္ဇာနဲ့ပြပါအဘိဇ္ဇာနဲ့ဒေါမနတအဘိဇ္ဇာဆိုတာဒီနေရာမှာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘကိုဆုံးလိုတာမဟုတ်ဘူးအာယုန်တစ်ခုပေါ်မှာလိုချင်တဲ့စိတ်နဲ့တွေးနေတာလောဘနဲ့တွေးတဲ့အတွေးကိုအဘိဇ္ဇာလို့ခေါ်တယ်
လောဘနဲ့တွေးတဲ့အတွေးကြောင့်ကိုရလာလို့ဆိုရင်လူတွေကရလာလို့ရှိရင်ပြောတယ်မရဘူးသို့မဟုတ်ရပြီးသားလက်လွတ်ဆုံးရှုံးသွားရင်ဝမ်းနဲ့တဲ့ခြေကွဲတယ်ဆိုရင်အဲ့ဒါကဒေါမနတရလို့မှုနဲ့စဉ်းစားတာလောဘနဲ့တွေးတာကအဘိဓါရပြီးသားလက်လွတ်ဆုံးရှုံးသွားမှဆိုရင်ဒါကဒေါမနတအဲ့ဒီအဘိဓါနဲ့ဒေါမနတနှစ်ခုကိုမြင်တဲ့အာယုံကြားတဲ့အာယုံနော်အနတ်ရတဲ့အာယုံလျက်ရတဲ့အာယုံထိတွေ့ရတဲ့အာယုံကြံတွေးသိရှိရတဲ့အာယုံတွေပေါ်မှာဒီနှစ်ခုကိုဖယ်ရှားပြစ်နိုင်မယ်ဆိုရင်ဒါကိုယ့်ကိုစောင့်ရှောက်ရရောက်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့ကိုယ့်ဘဝကိုယ်ပြင်ဆိုတာအဲ့ဒီနည်းနဲ့ပဲပြင်ရမှာပေါ့ဒါမို့မြတ်စွာဘုရားကအတ္တနင်စေပိယံစညာမိမိကိုချစ်ထိုက်တဲ့ပုဂ္ဂိုလ်ကိုယ့်ကိုချစ်တယ်လို့အသိမှပြုပြီးလူတိုင်းကတော့ကိုယ့်ကိုချစ်တယ်လို့ပြောကြမှာပဲကိုယ့်ကိုချစ်တယ်ဆိုတာတကယ်သိလို့ရှိရင်တဲ့ရခေယနံသူရခိတံစောင့်ပါတဲ့ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်ပါအဲ့ဒါလို့ထိမ့်သိမ်းဆောက်ရှောက်တဲ့ခါမှာတဲ့တိဉ္ဉံမညတရံယာမပฏิစက္ခေယပဏိတောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတတိလက်လွတ်နေလို့အပြောအပားတွေလိုက်နေရလို့ငယ်ရွယ်သူမို့တတိမမူမီလို့ပထမအရွယ်မှာမဆောင်ရှောက်နိုင်မိဘူးဆိုရင်ဒုတိယအရွယ်မှာဆောင်ရှောက်ဒုတိယအရွယ်မှာမဆောင်ရှောက်နိုင်ဘူးဆိုရင်တတိယအရွယ်မှာဆောင်ရှောက်အောင်တတိယအရွယ်မှာမဆောင်ရှောက်နိုင်ဘူးကိုယ့်ကိုမပြင်နိုင်ဘူးဆိုလို့ရှိရင်ဒီဘဝအတွက်ဟာကောင်းကျိုးချမ်းသာရဖို့မရှိဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတတိယဘဝအရွယ်ကိုတတိယအရွယ်ကိုလွန်သွားတာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ဟာကိုယ့်ဘဝမှာဘာမှမြောက်လင်းချက်မရှိတော့အဆိုးတန်တရားနဲ့ပဲအဆုံးသတ်သွားလိမ့်မယ်ပေါ့အဲ့ဒီလိုနဲ့အဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေလောကမှာမရှိဘူးလားဆိုအများကြီးရှိတယ်အဲ့လိုပုဂ္ဂိုလ်ကပိုများတယ်နော်အဲ့ဒီလောဘဒေါသတွေဟာကိုယ်ကမထိန်နိုင်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်ကိုလွှမ်းမိုးပြီးတော့သွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တွေဒုက္ခရောက်တော့တာပဲပေါ့ကြည့်ရှင်ဒေဝရကြီးကိုကြည့်အမတန်ထင်ရှားတဲ့သာရကတစ်ခုရှင်ဒေဝရဆိုတာအလုံးသိတဲ့အတိုင်းမြတ်စွာဘုရားနဲ့ညီကိုဝမ်းကွဲတော်တယ်မြတ်စွာဘုရားကသုတ္တရဏမင်းကြီးရဲ့သားရှင်ဒေဝရကဒီသုတ္တရဏမင်းကြီးဒီမြတ်စွာဘုရားကသုတ္တရဏမင်းကြီးနဲ့မေရောမာယာတို့ရဲ့သားတော်ရှင်ဒေဝရရဲ့အဖေကမေရောမာယာရဲ့မောင်သုပ္ပဗုဒ္ဓအဲ့တော့မေရောမာယာနဲ့သုပ္ပဗုဒ္ဓတို့ကမောင်နှမအရင်ကြီးမောင်နှမအရင်မွေးထားတယ်လို့ဒီလိုပြောရမှာမောင်နှမအရင်မွေးထားတာပြီးတော့ရတောရရဲ့မောင်အရင်ပေါ့အဲ့ဒါလို့မျိုးရိုးဟာအမတန်မှကောင်းပါရဲ့တန်နဲ့မူလစိတ်ထားမှန်ကန်တဲ့အချိန်တုန်းကတော့သူလည်းမင်းသားပဲပညာတတ်ပဲအဉာဏ်သားမဟုတ်ဘူးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပဲမြတ်စွာဘုရားဘုရားဖြစ်သူရောက်တဲ့အခါမှာတာကပိမင်းသား6ယောက်သင်္ကန်းဝတ်တဲ့ထဲမှာသူပါတယ်ရှင်အာနန္ဒာတို့နဲ့တူတူသာသနာပေါ်ဝင်လာတာအဲ့ဒီတိအောင်သူကလူတော်လူကောင်းတစ်ယောက်ပဲရှင်အာနန္ဒာတို့နဲ့တူသာသနာပေါ်ဝင်လာတဲ့အချိန်မှာရှင်အာနန္ဒာကပထမရောက်စဝါမှာပဲသောတာပန်ဖြစ်သွားတယ်ရှင်ဒေဝရကတော့သူကပုရုဇဉ်ဘဝနဲ့ပဲတကောဣတိပတ်တွေရသမထကျင့်စဉ်တစ်ခုကိုကျင့်လို့ဇံဘိညာဉ်တွေရလူညံ့မဟုတ်ဘူးနော်လူညံ့မဟုတ်ဘူးမျိုးရိုးလည်းကောင်းတယ်အသိဉာဏ်လည်းရှိတယ်အဲ့ဒါလို့ဖြစ်သွားရကသူ့စိတ်ကိုသူထိမ့်ဖို့ရမထိမ့်လို့ဖြစ်သွားတာကိုယ့်ကိုမပြင်လို့တကယ်သူမျိုးရိုးအကောင်နော်မျိုးရိုးအကောင်ဇံဘိညာဉ်တွေတောင်ရတယ်တကောဘိညာဉ်တွေနဲ့သူပြည့်စုံတယ်သူ့စိတ်ထဲမှာဘာဖြစ်လာသလဲလို့ဆိုလို့ရှိရင်သူအားမလို့အားမရဖြစ်လာတာကတခြားမဟုတ်ဘူးမြတ်စွာဘုရားနာမှာအရေးပေးခံရတာကရှင်သာရိပုတ္တရာတို့ရှင်မောက္ခလန်တို့ပဲဘာလို့လဲဆိုသူတို့ကလည်းစုကြည်ပန်လာတဲ့ပုဂ္ဂိုလ်တွေလေဒီနေရာရောက်အောင်စုပန်ပြီးတော့ပါရမီဖြည့်လာတဲ့ပုဂ္ဂိုလ်တွေပဲ
အဲ့ဒီမှာသူကသူ့ကိုပဲအေးပေးစေချင်တာကိုအဲ့တော့သူကအေးပေးလောက်တဲ့အဆင့်ဟာမရှိဘူးအဲ့တော့ကိုယ်အဆင့်ကိုမသိပဲနဲ့သူကဘာလောက်လာလဲလို့ဆိုရင်မြတ်စွာဘုရားကသူ့ပေါ်မှာအေးမပေးဘူးဆိုပြီးတော့စိတ်ကဘုရားပေါ်မှာအတေးအမှတ်တွေဖြစ်လာအတေးအမှတ်တွေဖြစ်လာတရားဓမ္မတွေကလည်းပဲဘုရားကြောင်းတော်လာလို့ရှိရင်မြတ်စွာဘုရားကိုဖူးပြီးရင်ဘယ်မှာတော့ရှင်သာရိပုတ္တရာဘယ်မှာတော့ရှင်မဟာမောက္ကလန်နဲ့ဒီပြင်ပုဂ္ဂိုလ်တွေသာမေးပြီးတော့တွားရောက်ကြောကြတယ်ဘယ်မှာတော့ရှင်တေဝရလို့မေးမဲ့ပုဂ္ဂိုလ်ကမရှိဘူးအဲ့ဒါတွေကသူ့အဖို့ခံမြင်စရာတွေဖြစ်လာတယ်ပေါ့အဲ့ဒါတွေကိုသူစိတ်ထဲမှာမထားဘဲနဲ့ကိုတရားကိုနှလုံးသွင်းမဲ့ဆိုရင်ဒီလိုအဖြစ်မျိုးရောက်မှာမဟုတ်ဘူးသို့တော့သူကအဲ့လိုစိတ်ဓာတ်တွေကရှိလာတဲ့အခါကျတော့မြတ်စွာဘုရားကလည်းငါ့ကိုအလေးမပေးဘူးပေါ့တရားဓမ္မတွေလည်းငါ့ကိုမသိကြိုးကြုံပြုတယ်အဲ့ဒီမှာစိတ်ဓာတ်ကဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်နာမည်ကြီးကျင်တဲ့စိတ်တွေမကောင်းတဲ့အတွေးအခေါ်တွေဝင်လာနောက်ဆုံးဘယ်လောက်ထိအောင်ဖြစ်လာတော့ဆိုမြတ်စွာဘုရားကပရိသတ်အလယ်မှာတရားဟောနေတဲ့အချိန်မှာတက်ပြီးတော့ဖះကိုသွားပြီးတော့တောင်းဆိုတယ်သူကမတောင်းဆိုတော့ဆိုမြတ်စွာဘုရားအသက်ကြီးပြီပေါ့အဲ့ဒီအချိန်မှာတက်တော့80ကျော်သွားတဲ့အချိန်မှာဖះကိုရှင်ဘုရားအသက်ကြီးပြီတန်ခါပရိသတ်ကိုသူ့လွှဲပါအဲ့လောက်ထိအောင်သူကဖြစ်ချင်လာမအောင်နိုင်တော့ဘူးတက်ပြီးတော့တောင်းဆိုတဲ့အခါမှာမြတ်စွာဘုရားကမှတ်လောက်သားလောက်အောင်သူပြောလိုက်တဲ့စကားလေးကသူ့စိတ်ထဲမှာနာကြီးသွားတယ်ဖះကဘာပြောတာလဲဆိုသူများထွေးတဲ့တွေးကိုမင်းမမျိုးချင်းမနဲ့လို့သာရိပုတ္တရာမောက္ကလန်တို့တောင်ငါတန်ခါပရိသတ်ကိုမလွှဲတာဘာဖြစ်လို့မင်းတို့အည်ချင်းနဲ့တန်ခါပရိသတ်လွှဲလို့ဖြစ်မှာတော့လို့အဲ့ဒါလို့မိတ်လိုက်တဲ့စကားတစ်ခုဟာသူ့အတွက်မှာနာကြီးစရာကြီးဖြစ်သွားတယ်ပေါ့အဲ့ဒါလို့စိတ်ဓာတ်ဟာသူ့စိတ်ဓာတ်မမှန်မကန်နေဖြစ်လာပြီးတော့နောက်ဆုံးမှာဘယ်လောက်ထိအောင်ဖះပေါ်မှာရံညိုးတွေဖြစ်လာတော့ဆိုရင်ဖះကိုအသေးသက်ပြီးတော့သူကိုယ်တိုင်ဖះလုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေပါဝင်လာပြီးတော့ကြိုးစားအားလုပ်တာအဲ့ဒါလိုလုပ်ရင်ကနေနောက်ဆုံးမှာသူလုံးသမျှတွေဟာဘာမှမအောင်မြင်ဘူးမအောင်မြင်တဲ့အခါကျတော့မှယောဂယဝေဒနာတွေဖြစ်လာတယ်နောက်ဆုံးအချိန်ယောဂဝေဒနာဖြစ်တဲ့အခါသူကသူပြန်စဉ်းစားတယ်ငါကသာရံညှိုးဖွဲ့တယ်ဘုရားဂေါရမသူ့ဘောမှာရံညှိုးဖွဲ့တာမရှိဘူးငါအမှားငါဝန်ချမယ်လို့သွားတော့နောက်ကျသွားပြီပေါ့ခုချိန်တည်းအောင်ငရဲမှာခန်းနေရရှာတယ်ပေါ့ကိုယ့်ကိုမပြင်ဘူးဆိုလို့ရှိရင်ဘဝတစ်ခုဟာဒီလိုနေမွန်းသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားတာရှိတယ်တခါတရံကြလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်ပြည့်စုံမှုကိုဆင်ញင်သင့်တယ်လို့တခါတရံကြတော့ကိုယ့်ရဲ့ပျက်စီးမှုကိုလည်းဆင်ញင်သင့်တယ်အခြေအနေကောင်းတာကိုသာဆင်ញင်ရမှာမဟုတ်ဘူးအခြေအနေဆိုးနေလို့ရှိရင်လည်းဆင်ញင်ရမယ်လို့ပြောတာဘာဖြစ်လို့လဲဆိုမဆင်ញင်မသိဘူးပေါ့ဆင်ញင်မှပဲသိမယ်အေးဒါကြောင့်မို့မြတ်စွာဘုရားဒီဒေသနာတော်တွေဟောတာဟာလူတိုင်းလိုက်နာဖို့ရအတွက်ကိုကိုတကယ်ချစ်တယ်ဆိုရင်ကိုကိုနစ်အောင်မလုံးနဲ့ကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်အရွယ်သုံးပါးထဲမှာတစ်ပါးပါကိုဧကန္ဒိဋ္ဌပြုပြင်ကြရမှာဖြစ်တယ်မပြင်ဘူးဆိုလို့ရှိရင်ဘဝတစ်ခုကနေမွန်းသွားနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒီထဲမှာမြတ်စွာဘုရားလက်ထက်တုန်းကကိုမပြင်နိုင်လို့နေမွန်းသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အခြေအနေကောင်းတွေဟာအမြဲတမ်းအခြေအနေကောင်းနေမှာမဟုတ်ဘူးလူတိုင်းမှာအခြေအနေကောင်းတာလေးတွေရှိနိုင်တယ်ပေါ့လူတွေမှာအခြေအနေကောင်းတွေရှိနေကောင်းမြတ်တဲ့အခြေအနေလေးတွေဟာမလုပ်ဘူးဆိုလို့ရှိရင်ပျက်စီးသွားနိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဇာလန်းလေးတစ်ခုကိုသင်ခန်းစာယူအောင်ဘုန်းကြီးတို့တွေမှတ်သားတဲ့နိုင်တယ်ဗာရာဏသီပြည်ကဇာလန်းလေးဗာရာဏသီဆိုတာဒီကနေ့အထိအောင်နဲ့ဗာရာဏသီလို့ပဲခေါ်တယ်အိန္ဒိယနိုင်ငံမှာဗာရာဏသီပြည်ဆိုတာအဲ့ဒီဗာရာဏသီပြည်မှာဂရေ80ကျွယ်ဝတဲ့တထေသားတယောက်ရှိ
အဝိဓမ္မချမ်းသာတယ်မိဘနှစ်ပါးကစိတ်ကူးလွဲသွားတယ်ပေါ့စိတ်ကူးလွဲသွားတယ်မိဘတွေလည်းတတိထားเสียပေါ့သင်္ကန်းစာယူရပစ္စည်းဥစ္စာတွေများလို့ရှိရင်တို့သားသမီးဟာဘာမှလုပ်เสียမလိုဘူးတို့တသက်မကဘူးနှစ်သက်စားနိုင်တယ်တို့ဘာလို့ဒီလိုအတွေးတွေဝင်လာပြီးတော့သားသမီးဆင်းရဲတာကိုဘယ်မိဘမှမမြင်ညင်ကြဘူးအဲ့တော့မမြင်ညင်တဲ့အခါကျတော့ဒီသားလေးကိုအရေးတကြီးနဲ့တို့မှပစ္စည်းဥစ္စာတွေလောက်ချမ်းသာနာသူ့ကိုဘာပညာမှသင်ပေးเสียမလိုဘူးပေါ့သူပြောသလိုနေပါစေဆိုပြီးတော့ခုခေတ်တို့ဆိုရင်တော့ဂီတာတို့စန္ဒယာတို့စောင်းတို့ဒါပဲတင်ပေးပြီးသချင်းဆိုခိုင်းပေါ့ဒါပဲပေါ့အဲ့ဒါလိုပြောပါနေရလောက်အောင်နေရအောင်ပညာသင်မပေးဘူးကြိုက်တယ်လို့နေကြိုက်တယ်လို့နေဒီလိုထားကြတယ်အဲ့ဒါလည်းမိဘတွေရဲ့အမှားတစ်ခုပဲပေါ့ဟောနောက်တထေးသမီးတယောက်လည်းရှိတယ်သူ့မေဖေတွေကလည်းဂရေ80ကျွယ်ဝနေတဲ့ငွေကြေးတွေရွှေတွေမဟုတ်ဘူးရွှေတွေငွေတွေချမ်းသာသူတို့ကလည်းအဲ့လိုစဉ်းစားတယ်တို့မှအမွေခံသားသမီးဆိုတာဒီသမီးလေးပဲရှိတယ်သူ့တက်တက်စားလို့မကုန်ပါဘူးသမီးလေးဘာမှလုပ်เสียမလိုဘူးဆိုသူပြောသလိုနေပါစေဆိုထားတာသူတို့လည်းကံချင်းဆုံညင်တဲ့အခါကျတော့ပစ္စည်းချမ်းသာတဲ့မိဘနှစ်ဦးကသူသားနဲ့သူသမီးတထေးတွေကြီးပဲလက်ထပ်ပြီးတော့ပေးလိုက်တယ်တယောက်ကအသိပညာရှိရင်တော်သေးတယ်နှစ်ယောက်စလုံးကဘာမှမတတ်တာလေးကြီးပဲသွားပေါင်းနော်ဒီလောကမှာပညာအမွေဟာအမတန်မှအရေးကြီးတယ်ပေါ့ပညာမရှိဘူးဆိုလို့ရှိရင်လူကမှန်မှန်ကန်ကန်မစဉ်းစားတတ်ဘူးအဲ့တော့သမီးဘက်ကဇနီးဘက်ကဂရေ80သူ့ဘက်ကဂရေ80ဂရေပေါင်း160ချမ်းသာသူတို့အဲ့လိုဂရေ160ချမ်းသာပြီးတော့မိဘနှစ်ပါးမျက်ွယ်ပြုတ်သွားတာဟိုဘက်ကရောနှစ်ဖက်မိဘတွေမျက်ွယ်ပြုတ်သွားတဲ့အခါကျတော့မိဘတွေရှိတော့ကတော့မိဘတွေကဒါတွေကိုတိုးပွားအောင်ကြိုးစားလုပ်ကင်ပြီးတော့ပေးတယ်ပေါ့ပစ္စည်းဥစ္စာတွေမပြောင်းမပြဲအောင်ထိန်းသိမ်းဆောက်ရှောက်တယ်ကြီးပွားတိုးတက်အောင်လုပ်တယ်အယောင်းဝယ်တွေနဲ့ဆိုင်ရာအုပ်ချုပ်ပြီးတော့ management ပညာရှိတာပေါ့သူတို့ကအယောင်းဝယ်နဲ့ပတ်သက်တဲ့ပညာတွေနဲ့လုပ်ပြီးသူတို့ကြတော့အဲ့ဒီပညာရကလုံးဝမရှိဘူးအသုံးသက်သက်ပဲသူတို့မှာအသုံးသက်သက်ပဲဇနီးလုပ်တဲ့လူကလည်းဘာမှနားမလဲဘူးသမီးလုပ်တဲ့ဒီတထေးလုပ်တဲ့လူကလည်းယောက်ျားလုပ်တဲ့လူကလည်းဘာမှနားမလဲအဲ့တော့နားမလဲလို့အေးအေးဆေးဆေးထိုင်စားရင်တော့အကြောင်းမဟုတ်ဘူးနားမလဲတဲ့လူကြတော့တနေ့ကျတော့ဘာလုပ်လဲဆိုရင်မကောင်းတဲ့အပေါင်းအသင်းဆိုတာအမတန်မှလူတွေဟာကြည့်နေကြတယ်မကောင်းတဲ့အပေါင်းအသင်းဆိုတာပေါ်လာတတ်တယ်တနေ့ကျတော့အဲ့ဒီတထေးဘုရင်စီခါစားသွားတဲ့အခါမှာလမ်းမှာအမြဲတမ်းဝိစေဝါတွေတောက်စားလို့အယက်သေးစားတောက်စားတဲ့လူတစုကဒီတထေးကိုသွေးဆောင်ကြတာပေါ့အယက်တောက်အောင်တိုက်တွန်းကြတာကြည့်လေဒါမျိုးကအမတန်မှပေါ်တယ်နော်တစ်ခွက်လောက်တော့တခါခံမဲ့လူတွေပြည့်ခုခေတ်လည်းအဲ့ဒါမျိုးတခါခံတဲ့လူကပြည့်နေဟိုဓမ္မပါရင်ပဲဒီလူရမဝင်ဘူးလို့ပြောအလုံးမဖြစ်ဘူးလို့ပြောနဲ့ဒီလိုပြောတဲ့လူတွေကလည်းအများကြီးပဲရှိတယ်အဲ့ဒီဘက်ကမနေ့ကတော့ဆောင်းလာကတ်တဲ့တခါကြီးတယောက်ရှိသူ့ကိုဒါလေးတော့ခမည်းတောက်ပါလို့ကျွန်တော်ကမတောက်ပြရစေနဲ့လို့ပြောမြတ်ဒီလောက်လေးတောက်ရုံနဲ့ဘလောက်မှမဖြစ်ပါဘူးပေါ့နော်ဒါလေးကတောက်တဲ့နေပေါ့ဆိုပြီးတော့အဲ့လိုသူ့အပေါင်းအသင်းတွေကသူ့ကိုအရက်တောက်ဖို့ဆွဲတရားဟောတဲ့အကြောင်းလေးတောင်ပြောသေးတယ်လောကမှာအဲ့လိုတွေရှိတယ်ပေါ့အဲ့ဒီယသမားတစုကဒီတထေးကိုဆွဲကြတာပထမမတောက်တဲ့မစားတတ်တဲ့ပုဂ္ဂိုလ်ဟာသူတို့ဆွဲကောင်းတာနဲ့မြည်ကြည့်လိုက်တဲ့အခါမှာသဘောကျသွားပြီးတော့နောက်ကြတော့ပထမတော့သူတို့ကအလကားတိုက်တာပေါ့နောက်ကြသူကပတ်စံထုတ်ရပတ်စံထုတ်တာတနည်းနည်းကနေပြီးတော့လူစုလူဝေးနဲ့တောက်တယ်
တောက်ရုံနဲ့မကားဘူးနောက်ကြတော့အဆိုတွေအကတွေအပျော်ပါးတွေနဲ့တခါတည်းပါလာတယ်ပန်းကုံစွတ်ဓာရီဘာတွေလည်းပါလာမှာပေါ့နော်အဲ့ဒါလို့ပတ်စံကုန်မဲ့ကိစ္စတွေအများကြီးဝင်လာတယ်အဲ့ထက်ကြီးကျယ်လာတယ်ပေါ့တဖြည်းဖြည်းအဲ့လိုကြီးကျယ်လာတာသုံးလိုက်ဖြုံးလိုက်တာဂရေ160သူတို့အနှစ်340လောက်သုံးတဲ့အခါကျကုန်တာပေါ့ဒါတစ်နှစ်နှစ်နှစ်တော့မကုန်ဘူးပေါ့နောက်ထပ်လည်းဝင်တာမရှိဘူးရှိတာတွေကိုသုံးလိုက်ဖြုံးလိုက်တာကုန်သွားတယ်သူ့ဘက်ကပါတဲ့ဂရေ80ကုန်သွားတော့ဇနီးဘက်ကပါတဲ့ဂရေ80ကိုဆက်သုံးတယ်မရဘူးရလို့လည်းမရတော့ဘူးအဲ့ဒီချိန်မှာအဲ့ဒီကနေသုံးလိုက်တာပတ်စံနေကုန်သွားပြီဆိုတဲ့အခါဘာလို့တော့သူပိုင်တဲ့မြေတွေရှိတယ်ဥယျာဉ်တွေရှိတယ်ခြံတွေရှိတယ်အိမ်တွေယာတွေရှိတယ်အဲ့ဒါတွေရောင်းတယ်သုံးတယ်နောက်ဆုံးကြတော့နေတဲ့အိမ်တောင်ပေါင်ပြီးတော့သုံးတာလေသူနေတဲ့အိမ်တောင်ပေါင်လိုက်တယ်ပေါင်လိုက်တဲ့အခါကျတော့အပေါင်ကဆုံးသွားအပေါင်ဆုံးတော့အိမ်ပေါင်ခံတဲ့လူကသူ့ကိုနှင်ချတော့တာပေါ့နောက်ဆုံးကြတော့ကျွေးတွေပေးရမယ့်လူကလည်းသူ့ကျွေးမပေးတော့ဘူးပျက်စီးသွားပြီလေအဲ့လိုကျွေးမပေးကြတော့ဘူးအားလုံးနောက်ဆုံးကြတော့သူတို့ဇနီးမောင်နှံ2ယောက်ဟာအဝတ်ထဲကိုတစ်ခုနဲ့ထမင်းခွက်ကလေးကင်ပြီးတော့အိမ်မော်ကနေဆင်းပေးရတဲ့အဆင့်ရောက်သွားတာဒါတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တစ်ခုပဲပေါ့အဲ့ဒါလို့ဖြစ်သွားတဲ့အခါမှာသာဝတိမြို့ထဲမှာဟိုအိန္ဒိယပေးတဲ့ထမင်းညာဟင်းညာလေးတွေနဲ့တောင်းစားပြီးတော့နော်တထေးဘဝကနေအဲ့ဒါလို့အခြေအနေဆိုးသွားတယ်ဒီနေ့ကျတော့မြတ်စွာဘုရားဆုံးခံတာသူတို့မြင်တယ်အတော်ဆင်းရဲဒုက္ခရောက်ပြီအဲ့ဒီအချိန်ကျတော့သူတို့နှစ်ယောက်စလုံးဟာအဖိုးကြီးဖွားကြီးဖြစ်နေမျောလင်းချက်ကမရှိတော့ငယ်ရွယ်သူဆိုရင်ပြန်ပြီးစီးပွားရေးထူထောင်လို့ရအောင်မယ်ပညာကတော့မရှိအဲ့ဒီအချိန်မှာသူတို့ကအရွယ်လွန်နေတဲ့အဖိုးကြီးဖွားကြီးတွေဖြစ်သွားကြတယ်သုံးလိုက်ဖြုံလိုက်တာအဖိုးဖွားဖြစ်တဲ့အချိန်မှာကုံနံနဲ့သွားကြိုက်အဲ့ဒါလို့တောင်းစားရတဲ့အခြေအနေရောက်တာကိုမြတ်စွာဘုရားမြင်တော့ရှင်အနန္ဒာကိုပြောတယ်အနန္ဒာတွေ့လာဟုတ်အဖိုးကြီးနဲ့ဖွားကြီးတာမန်မဟုတ်ဘူးမင်းဒီမျိုးကတထေးကြီးအဲ့ဒါဒီမျိုးကတထေးသူ့ဘက်ကလည်းပဲဂရေ80ကျွယ်ဝတယ်သူဇနီးဘက်ကလည်းဂရေ80ကျွယ်ဝတယ်အဲ့ဒါတွေကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ခြင်းမရှိကိုယ့်ကိုယ်မပြင်းလို့အပျော်ပါနဲ့သုံးလိုက်ဖြုံးလိုက်တာသူ့ဘဝမှာအနည်း50လောက်ကြာတဲ့အခါမှာရှိသမျှတွေကုန်ပြီးတော့အခုဒီဘဝရောက်သွားတာတဲ့အဲ့ဒီမှာမြတ်စွာဘုရားဟောတာလေးကိုတတိထားဖို့လိုအပ်တာဒီတထေးဟာတဲ့သူ့မိဘတွေရဲ့အမွေပစ္စည်းတွေနဲ့ပထမအရွယ်မှာအယောင်းဝယ်လှုပ်လိုက်မယ်ဆိုရင်ဒီမျိုးမှာပထမတန်းတထေးကြီးဖြစ်မှာပထမအရွယ်မှာလှုပ်ရင်ပထမတန်းတထေးကြီးဖြစ်မယ်တဲ့သာသနာပေါ်ဝင်ပြီးတော့တရားဓမ္မကျင့်မယ်ဆိုရင်ယဟန္တာဖြစ်မယ်ဒီလိုဆိုလိုတာဇနီးလှုပ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီပထမအရွယ်မှာတရားနှလုံးသွင်းမယ်ဆိုရင်အနာဂံဖြစ်နိုင်တယ်အဲ့ဒါလည်းကုံသွားရင်ဒုတိယအရွယ်ရောက်သွားတယ်ဆိုပါတော့ပထမအရွယ်ဆိုတာအသက်33နှစ်34နှစ်ကနေပြီးတော့66နှစ်အထိဒုတိယအရွယ်ပေါ့အဲ့ဒီဒုတိယအရွယ်မှာပထမအရွယ်မှာမရှာနိုင်လို့ဒုတိယအရွယ်မှာစီးပွားရှာမယ်ဆိုရင်ဒုတိယတန်းတတိဖြစ်နိုင်သေးတယ်အဲ့ဒါဘာကိုပြတာတော့ဆိုတော့လူဟာအသက်ကြီးလာလေဆုပ်ယုပ်သွားလေဆိုတာကိုလည်းတန်ဝေကယူစရာတစ်ခုပေါ့နော်အသက်အရွယ်ကြီးလာရင်တန်ဖိုးလည်းကြသွားတတ်တယ်ပေါ့အဲ့တော့ဒုတိယတန်းတတိဖြစ်နိုင်တယ်တဲ့တရားဓမ္မအားထုတ်မယ်ဆိုရင် तू ကအနာဂံဖြစ်ပြီးတော့သူဇနီးကတဂရဂံလောက်တော့ဖြစ်နိုင်သေးတယ်ဟောဒုတိယအရွယ်ရောက်တဲ့အခါမှာအဆင့်တစ်ခုယော့သွားတယ်နော်66နှစ်ကနေ68နှစ်ကနေစပြီးတော့69နှစ်ဒါတတိယအရွယ်လို့ခေါ်တယ်အဲ့ဒီတတိယအရွယ်ရောက်တဲ့အချိန်မှာတဲ့ तू အတိတရားဝင်ပြီးတော့
စီးပွားဥစ္စာတွေပြန်ကြိုးစားလိုက်မယ်ဆိုရင်တတိယတထေးလောက်တော့ဖြစ်နိုင်သေးတယ်တတိယဓာန်တထေးလောက်တော့ဖြစ်နိုင်တယ်သာသနာ့ဘဝမှာဝင်ပြီးတော့ယဟန်တရားအထုတ်မယ်ဆိုရင်တဂရကံလောက်တော့ဖြစ်အောင်မယ်သူဇနီးကသောတပန်လောက်ဖြစ်နိုင်သေးတယ်အခုတော့အိုမင်းမစွမ်းဖြစ်သွားကြပြီတဲ့ပထမအရွယ်လဲကုံသွားပြီဒုတိယအရွယ်လဲကုံသွားပြီတတိယအရွယ်လဲကုံသွားပြီအရွယ်သုံးပါးကုံသွားတဲ့အခါမှာဘာဖြစ်လဲလို့ဆိုရင်နော်မြောက်တဲ့ကိုင်းလို့ကက်တောင်ကျွတ်ဆိုတာကြားဦးကြလိမ့်မယ်မာစကားမြောက်ဟာတစ်ကိုင်းလွတ်သွားရင်ပြီးပြီလေမျောလင်းချက်မရှိတော့ဘူးငှက်ဟာအတောင်ကျွတ်သွားတဲ့ငှက်ဟာလည်းမျောလင်းချက်မရှိဘူးလေအတောင်တွေကျွတ်နေလို့ရှိရင်ဘယ်လိုလုပ်ပြန်နိုင်တော့မှာတော့အဲ့ဒါကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကသင်္ကန်းစာယူဖို့ဆိုပြီးတော့ယဟန်တွေကိုဟောတယ်အစရိတဝဗျမစရိယံအလတ္တယုပနိတနအရွယ်ကောင်းတဲ့အချိန်မှာစီဝါဥစ္စာရှာအရွယ်ကောင်းတဲ့အချိန်မှာတရားကျင့်ဒီနှစ်ခုကအရွယ်ကောင်းဆုံးလုပ်ရတယ်စီဝါရှာတာလည်းအရွယ်ကောင်းဆုံးပဲလုပ်ရမယ်ပထမအရွယ်ဟာအမြဲတမ်းကောင်းတယ်ပထမအရွယ်မှာစီဝါရှာရမယ်ပထမအရွယ်မှာတရားရှာရမယ်မြတ်သောကျင့်ကျင့်တယ်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားနဲ့ခုနကပြောရတဲ့ကိုယ့်ကိုပြုပြင်တာကိုပြောတာနော်မြတ်သောကျင့်ကိုကျင့်အဲ့ဒါလို့ပထမဒီအရွယ်ကောင်းတဲ့အချိန်လေးမှာပစ္စည်းဥစ္စာလည်းမရှာဘူးကိုယ့်ကိုလည်းပြင်ဆင်မှုမလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်ဒီငါးတွေကုံသွားတဲ့ရေအိုင်လေးထဲမှာရေအိုင်လေးနားမှာရေအိုင်ထဲကငါးလေးတွေကိုဖမ်းစားပြီးတော့နေတဲ့ချိုးကြငှက်ကြီးတွေဟာအတောင်ကျွတ်သွားတာနဲ့တပြိုင်နက်သူတို့ကထပြီးပြန်နိုင်ခြင်းမရှိတော့ဘူးရေကန်ထဲကငါးတွေလည်းကုန်ပြီသူတို့မှလည်းအတောင်ကျွတ်နေပြီတခြားပြောင်းစရာလည်းအချိန်မရှိတော့ဘူးအဲ့ဒီအတောင်ကျွတ်သွားတဲ့ငှက်ကြီးတွေဟာကြမ်းမှန်ပြီးနောက်ဆုံးမှသေဝဲဝင်ရတယ်လို့ပဲလို့ဘဝတစ်ခုဟာဘာမှလုံးမရတော့တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်တဲ့ဒီလိုဆိုလိုတာနော်ခိနမစ္စေဝပန့်လက်လေအဲ့ဒါလို့ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့အကြောင်းတရားတွေလူဟာကိုယ့်ဘဝကိုပြင်ပြီးတော့စီဝါရှာရမယ်အချိန်စီဝါရှာရမယ်ကိုချင်းတရားကောင်းအောင်ပြုပြင်ပြီးတော့တရားရှာရမယ်အချိန်တရားရှာရမယ်အဲ့ဒီနှစ်ခုမှမလုပ်ဘဲနဲ့အရွယ်သုံးပါးကိုကုံလွန်သွားစေမယ်ဆိုလို့ရှိရင်ဘဝဟာဆုံးရှုံးနေတာခြင်းနဲ့ပဲရင်ဆိုင်ရမယ်ဒီဘဝမှာဆုံးရှုံးသွားရင်နောက်ဘဝမှာကောင်းလာမှာမဟုတ်ဘူးတဲ့နောက်ဘဝမှာဒီတဲ့ဆုံးရှုံးနေတာသွားဖို့ပဲရှိတယ်တဖြည်းဖြည်းဗာနဲ့ဥပမာတူတော့ဆိုရင်တွင်းတူးတဲ့လူနဲ့ဥပမာတူတယ်တွင်းတူးတဲ့လူဟာတွင်းနဲ့လေလူကအောက်ရောက်သွားလေတွင်းနဲ့လေလူကအောက်ရောက်သွားလေပဲအဲ့ဒါမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ကိုယ့်ဘဝကိုပြင်ညာရမှာဖြစ်တယ်ကိုယ့်ဘဝကိုကိုမပြင်နိုင်ဘူးဆိုရင်အထက်တန်းကိုဘယ်တော့မှတက်လန်းနိုင်မှာမဟုတ်ဘူးအထက်တန်းတက်လန်းနိုင်မှုရာအတွက်ကိုယ့်ကိုချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေပြီးပြီးကိုယ့်ဘဝကိုထိန်းသိမ်းဆောက်ရှောက်ရမယ်အကုသိုလ်တွေမဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်ကုသိုလ်တွေများများရအောင်ကြိုးစားအားထုတ်ကြရမှာလို့ဒီလိုကိုယ်စီတတိတရားရပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း